လေးကြောင့်စီတစောင်းတော့ပြောပြခြင်းသည်ထုံရဲ့စိတ်ပြိုးသောလေတော်များကဝင်းရံညီရွာဝင်လာရလမ်းလေးကတော့သာယာသည်လူဥကပယံထက်မှအုံအောင်ငါတို့တီးဆိုသည်နောက်မိုးကုန်တဲ့အခါအလူတန်းပြူဖို့စိတ်ချမ်းရီဘာသာသာသနာရေးမှုကျူးစားနေပါသည်ပန်းပေါင်းဆောင်ရီလမ်းငယ်ပါတီချစ်ချစ်စရာကျွန်တော်မွေးရထားနီ